မန္တလာမင်းကားခဲ့ရလားရှင်ဟုတ်ပါတယ်ခင်ဗျာကားကိတ်မှာကျမအဖုတ်လေးကြံခဲ့လို့ပါဘာအဖုတ်လဲအော်မဟုတ်ပါဘူးကျမအထုပ်လေးကြံခဲ့တယ်လို့ပြောတာပါအော်ဟုတ်ကဲ့iPhone H ကင်မရာလေးလုံးဟာရှိလာတယ်။နင်းကွဲဥရမလေးလုံးရှိလို့ဒါဟန်စားတာပါရှင်။ What the fuck အားလုံးမင်္ဂလာပါဗျာဒီနေ့မှလည်းကျွန်တော်ထုံးစံအတိုင်းပဲ TikTok ပေါ်မှာပေါ့ပန်းလေးစဟာတာဗီဒီယိုဖိုင်တို့ထားတွေကိုစူးစီးပြီးရှင်းလုပ်ပေးထားရဗျာဒီနေ့တူလွန်ဗီဒီယိုဖိုင်လေးစုံထိလိုက်ပါကြည့်ရှုရပေးပါဦးဗျာနော်ကဲဟာတာသူများဖုတ်လေးတွေကြတော့ကန်ကောက်လိုက်ကြတာတဲ့မလားနော်တခါတည်းလေတင်တောင်းခံရတာအိုပစ္စည်းတွေလေကင်မရာမဆက်ဘူးသူတို့လှည့်ပြီးတော့လေနော်ပြနေရတယ်အော်ကြည့်လိုက်တာအော်စဉ်းစားရလေသူများဖုတ်လေးတွေကန်ကောက်လိုက်တာဟဲနော်တခါတည်းတင်တောင်းခံရတော့အားကြစီရည်တာလားဟဲငါတို့အဖုံနဲ့များကွာပါကြငါတို့ကကြာတော့ဘာဖြစ်တာလဲမသိဘူးနော်သူများလုပ်ပြီးထားခဲ့တာကလေးညာနဲ့ဒုက္ခရရောက်လောက်ကတနေ့တနေ့အိုမလီဖီလက်ဆိုရွှဲဒါမှမသိဘူးဟေးဘွားချင်းမတူရဆိုအဲ့ဒါလေစိတ်မကောင်းဘာရတဲ့လာငါလိုပဲဘာတို့ဘာဒီဖြစ်နေကြဘာရတဲ့ဘာလုပ်နေတာတုံးဖေရပတိစိတ်နဲ့မြင်ဘူးလားပရိစိတ်တာတော့မြင်တာပေါ့ဖေရမြင်တာငါလုံးလို့မင်းနေရတဲ့လေပရိစိတ်နေလို့လားနော်ဆဲတာဟိုဘာရတဲ့ကိုမေးစရာလေးရှိလို့ပါဖေရဘာမင်းမဘာရတဲ့ရတဲ့ဝတ်တာကြာပြီလားဖေရဟောကြားပြီးကငါငယ်ငယ်လေးတုန်းကတည်းကဝတ်လာတာငယ်လေးတွေဝတ်တာတဲ့ဟိုဒါဆိုဘာရတဲ့အကြားမြင်နေပါလေရမှာပေါ့ဖေရအကြားမြင်ရတော့ရတာပေါ့ကွယ်ရတယ်တဲ့ဘာတဲ့အကြားမြင်ရတာဟုတ်တယ်နော်ရပါတယ်ကွဒါဆိုတပည့်တော်ကိုကြည်ပေးပါအောင်ဖေရမင်းဘာကြည့်ရလို့ရုပ်ကစုံမြောက်လို့ထားတဲ့ရုပ်အဲ့ဒါပြောတာမဟုတ်ဘူးဗျတပည့်တော်တထေးဖြစ်နိုင်မဖြစ်နိုင်သိကျင်လို့ဖေရဘာမင်းတထေးဖြစ်ကျင်တာမှန်ပါဖေရအော်မင်းနဖူးရဒူးရကြည့်ရတာမင်းဧကနာမင်းခွေးပြင်းမဲ့ကောင်စိတ်ကလာပြရလားမာတော်ကြီးနဲ့ပြမလားတောက်ခွားနဲ့ပြမလားခွဲစိတ်နဲ့ပြမလားကလေးထူကိုစီးနဲ့တောက်ကရိုးစားရေးကြမျက်စိနားနဲ့ခေါင်းလဲတော့ဆောင်ရှိရလေနေအထူးကိုဆရာကြီးနဲ့ပြမလားသွေးဆဲမလားစီဆဲမလားတက်မဲ့ရိုင်းမလားထွားကောင်းရိုင်းမလား ECG ဆဲမလားစေပကဲဆောင်ရှိရလေဒီပြောသမားညီမလေးမတူလားခေါင်းကိုက်လို့ဆရာအောင်ပြချင်လားအော်ခေါင်းကိုက်တာလားစေးထုံးလားစေးတောင်းလားစေးကောက်ခါတောင်းလားစေးပါအေးစေးပါတောင်းလားအေးစေးမပါတောင်းလားယူခန့်လားပြန်ကြီးခန့်လားပြန်မခန့်ဆိုအဲကွန် TV ရိတ်တွေတော့ Wi-Fi မှာလည်းကားရတယ်တော်ဒီပုံနဲ့လိုက်ဆိုငါယောဂပို့တိုးတာမပြတော့ကြံမယ်ဟောရေကွာကားနဲ့လိုက်ပို့ပေးရမလားတက်စီငါပြရမလားဘိုင်ဟိုတက်စေးပါလားကလားလေးကမှဝဲသွားလို့ရတယ်လေWhat? 哎呦我的妈！လက်စွပ်တော့လက်ဆက်တတ်တော့ငါထိုးထားတာမဆရာမလို့ကြည့်လက်စွပ်တော့ဟောဒီကလေးမလေးရဲ့အဖေကိုချင်းချောက်ပြီးနှုတ်ညစ်သွားတာနေလို့ဝင်းနေသွားတော့ဟေးနောက်မှတ်ထားငါအလွတ်ဆုံးတော့စာပလင်ချင်းကောင်ဆိုတော့ငါပဲအေးမင်းတို့လို10သား20သားလေးတဲ့ရာဇဝတ်သားတွေပြောနေတပိတ်သားနှစ်ပိတ်သားလေးတဲ့ရာဇဝတ်ခိုင်းတော့ဖော်ထုတ်တာနော်မင်းတို့လိုမဖြန့်ခိုင်းလောက်ကဆရာပြန်ခိုင်းပြောချင်လို့ပြောဆရာအေးမင်းတို့လိုရာဇဝတ်သားတွေလောက်ငါထောင်ချမယ်လဲချမယ်ချုပ်ချမယ်ချုပ်ချမယ်ထောင်ချမယ်ရပြီတယ်မင်းမေဟုတ်ပါကျွန်တော်ပြောလိုက်ပါယောက်ျားပတ်စံ9000လောက်ပေးအောင်ဟဲ့အောင်နင်းကဘာလို့အောင်မပေးချင်ဘူးငါညမယောက်ျားစိတ်ုံတင်ထားလို့အဲ့ကောင်ကဘာဖြစ်ပြန်ပြီလဲကျမညမကသူ့ယောက်ျားရှိကပတ်စံတောင်းတာအဲ့ကောင်ကမပေးလို့သူ့ကိုခေါင်းရိုက်ခွဲလိုက်တာဟိုမှာအန်ဆွဲထဲမှာယူသွားလိုက်အမေပြောဘာလဲယောက်ျားမင်းကမေးစရာရှိလို့တူတူစားယောက်ျားရဲ့လက်မရချင်းချင်းကဲမေးပါမင်းမလို့လားငါရက်ွက်ထဲမှာကြားလာတာမဟုတ်လားတော့မသိဘူးမင်းကိုဝင်ရှိနေဆိုဟုတ်လားဆက်လာဟုတ်တယ်လေဒီမှာအထောက်စားတော့ရက်ခဲ့ပြီးယောက်ျားလေးတဲ့အဲ့ဒါဘယ်လိုဖြစ်တာလဲဘာလဲယောက်ျားရဲ့
ငါကလေးတွေတော့များပြမငါတားကြောဖက်ထားတာအဲ့ဒီဘက်ကဘလို့ထွက်လာတော့ 哦，要不家嘞，对有了呗，要不家了大家拍他嘞，搞一眼的比呀，大家拍他蛮好打，要不家也。你那要家里人啊，表妹，你要家里呀哩，别他屋里每个嘞，所以没在新疆。到欧算，不老白好好，给我们拍不赢，对呗，对不？အဲ့ဒါတော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့ဖက်စင်တဲ့နေရာပြဲနေရော ဝါဆိုမှလာကြုံမဲ့ပြောပြီးဝါကောင်မအားဆောင်သွားတဲ့မောင်ကြီးတော်တလင်းမှမောင်ကမြင်းနိုင်ပါစေတည်င်းကျုံမှမောင်စုထားတာလေးနဲ့တဆောင်မုံမှအိုင်ဖုံးဝယ်ပြီးပြီးနှစ်ဒေါ်လာမှမောင်ဒေါ်လာခဲ့မယ်စုပြသူမှလာအိုဘာလို့ရောက်သွားရတာတော့တပူထဲမှာအပူနှဲပြီးတပေါင်းလာမှမောင်ထောင်းကြမယ်နော် မင်းမစားဖို့တခုစီစဉ်အောင်လေကွာ မောင်ကလေအိမ်တော်ဦးကြီးဆိုတာအချက်အပြုတ်မောင်အလုပ်အပြေးလွားမောင်စည်းသွားအဖို့အလျှော်မောင်မင်းတော်မောင်မင်းကလေးချင်းချောင်းမောင်မဲကောင်းကျောင်းကျူကျောင်းဖို့မောင်အ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 ဖို့ခင်းပြီးပြီးဝဲမောင်မဲကွယ်စစီရှာလဲမောင်ပါပဲချာနာပြုစုမောင်မဲကုဒါပေမဲ့အင်ကြီးဝဲချုပ်မောင်မဟုတ်လက်ဝဲရတနာခေတ္တပါစလင်းမဲ့အသည့်ခေတ္တဖြစ်ဘုချုံစည်းသွားမောင်မတာအလှပြင်းဆိုင်ခင်မဲတိုင်းသစ္စာတဲ့ခင်မဲဝဲဘာပဲပြောပြော ခင်တဘောခင်တဘော ခေါ်ကြောင်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 သူကနေဒီနဲ့အမြကြီးနေတာရှင့်ဟာဒီကကိုတက်မလား ဘွိုက် ကိုမင်းနှုံးနဲ့ဝင်ငွေထည့်ပြီးတော့နင့်ငွေကြိုက်ပါမလို့လား အယောဒီမှာ နင်းမကောင်းလား အေးဟဲ့ညရေချိုးမပြီးတော့အဖျားဝင်သွားတာ အေးငါလည်းညမှာအပြားပြောက်တာဂယုဆိုင်နော်အခုအပြားအကျန်းနေ ဘွိုက် ဟင်းမသားငါအဖျားဝင်တာနဲ့နင့်အဖျားပြောက်တာနဲ့ဘာဆိုင်လို့တော့ ကဲမင်းတို့ရိုက်မယ်နော်5 4 3 2 1 action ဘယ်ကိုချက်စစ်နံပါတ်2 ဘာပဲနံပါတ်1တော့တစ်ပါဟာ အိုးရက်ချက်မဲ့ချီလေးကျမတို့မောင်လေးကနံပါတ်1တိရှာ ဟဲ့အဲ့တော့ဟုတ်ကားထွက်သွားပြီနော် အမေစီကားဘယ်လိုသွားတာ မသိဘူးလေဖေ ဘာပဲဝယ်ပေးတဲ့ကားမဟုတ်ဘူးလား မဟုတ်ပါဘူးအဖေကဝယ်ပေးရလို့ဘသူကပြောလိုက်အမပြောလိုက်တာအမပြောလိုက်တာဟုတ်အမတော့မပြောမိဘူးဟုတ် ဒါဆိုရင်ဖဲကိုဝယ်ပေးမယ်ဆိုတဲ့ကားဘယ်ကားလဲဘယ်မှာလဲဘယ်ကားလဲ အော်အဖေကလည်းဘာတွေမျောလင်းနေပြန်လဲမသိဘူးဟိုပါလေအဖေဝယ်ပေးမယ်ဆိုတာကဒီပေါင်းလေးတွေနဲ့လှနေတယ် ဟောဒီဆိုင်ကားကိုအဖေဝယ်ပေးတာ ဟုတ်တယ် ဒီအသက်ရွယ်ကြမှာဖေဖေကပါဆိုင်ကားနေစားအောင်ပါ အော်အဖေကလည်းဟိုဗာလေအဖေတော့စိတ်ကပဲနေခိုင်းမလဲအဖေအသက်ရွယ်နေအုံနာချင်းလေးပါလေးရတော့လို့ဆိုတော့အိုးသားမင်းကလေးသူကျင်လာသူတန်းကျင်လာတန်းလေးရတယ်လေကြီးရဲ့ အော်နေကပါဗီဒီယိုတွေခေါ်ပြီးတော့ငါ့ကိုအဲ့ဒီချက်ခွဲတာမဟုတ်လား မဟုတ်ပါဘူးအမအချင်းတွေမဟုတ်တော့အမဦးလေးခဏလေးနေပါဦးလေးဟိုဦးလေးရဲ့လေဒုတိယအချိန်ထည့်ပြီးဂျင်းထည့်ခံစားတယ်လို့တမီးတို့မီဒီယာလေးကိုရှင်းပြပေးပါအောင်ရှင် ဘာရဲလာပြီးရှင်းနေတာလေလူကဘာမှလူကချက်ခွဲရတယ်အဲ့ကောင်မနေကငါနဲ့တွေ့နေကငါနဲ့သိကြည့်ရအဲ့ဒါဝတ်တော့မဟုတ်တော့ဘူးနော်အဲ့ဒါလိုက်နေတော့အဖေကအမလဲဈေးမရတာဖွင့်တဲ့ဆက်အဲ့လာတော့နေတယ် အားလုံးပဲငွေချင်းတွေနောက်ပြီးတော့ဖိုင်လေးမှာပြန်တွေ့တယ်နော်